ACCA UK ကကျင်းပပြုလုပ်တဲ့ Celebrate and Connect 2026ပွဲလေးကိုဇူလိုင်လ17ရက်နေ့က Pan Pacific Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာတော့2025ဇွန်လကနေ2026မတ်လအတွင်း ACCA UK ဘာသာရပ်တွေမှာမြန်မာ First စုပေါင်း21စုကို NLA ကျောင်းသူကျောင်းသားများကစုခုရရှိခဲ့ပါတယ်။အခုပွဲမှာတက်ရောက်လာကြတဲ့ NLA ရဲ့ ACCA UK member များနဲ့မြန်မာ First ကျောင်းသူကျောင်းသားတွေကအခုလိုအမှတ်တရစကားလေးတွေပြောကြားပေးခဲ့ပါတယ်ရှင်။မင်္ဂလာပါ ACCA ကဂုဏ်ပြုပွဲလေးကိုလာတက်ရောက်တာဖြစ်ပါတယ်။ ACCA memberတယောက်အနေနဲ့ ACCA ကပြုလုပ်တဲ့ယခုလိုပွဲလေးကိုတက်ရောက်ရတဲ့အတွက်ကြောင့်မလို့ဝမ်းသာဂုဏ်ယူမိပါတယ်။ LLA မှာကျောင်းသူကျောင်းသားတွေရော ACCA ဂျာနီကိုရှောက်လန်းနေကြတဲ့မြန်မာနိုင်ငံလုံးကကျောင်းသူကျောင်းသားများအားလုံးကိုအမြန်ဆုံး ACCA ပြည့်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အားလုံးပဲမင်္ဂလာပါကျွန်တော် ACCA ရဲ့ဂုဏ်ပြုချီးမြှင့်ပွဲလေးလာတက်တာပါ NLA ကဆရာဆရာမတွေနဲ့တွေ့ရတဲ့အတွက်လည်းအထူးဝမ်းသာပါတယ် NLA ကိုလည်းအခုထပ်ပို့ပြီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဒီပွဲမှာ ကိုရှိရာ ACCA ပြည့်မြောက်အောင်မြင်သွားတဲ့သူတွေကိုကြည့်ပြီးတော့ motivation တွေလည်းအများကြီးရပါတယ်ရှင်။ညီမကတော့ P level ကိုအမြန်ဆုံးပြည့်မြောက်အောင်မြင်ပြီးတော့ ACCA member တယောက်ဖြစ်အောင်ကြိုးစားသွားပါမယ်ရှင်။ ACCA လမ်းကြောင်းကဘောအမခံချက်အဖြစ်ရှိတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ပြီးတော့ professional level ပြီးလို့ရှိရင်လည်းဘောကိုလက်တည်သွားလို့ရမှာဖြစ်တဲ့အတွက်ညီမအနေနဲ့ professional level အမြန်ဆုံးပြအောင်ကြိုးစားနေပါတယ်ရှင်။ဒီပွဲမှာ NLA ကဆရာဆရာမတွေနဲ့တငယ်ချင်းတွေနဲ့အတူပြန်ဆောင်တွေ့ရတဲ့အတွက်ကြောင့်အများဝမ်းသာပါတယ်ဒီလိုမျိုးဒါ ACCA မြန်မာနေပြီးတော့member တွေ affiliate တွေမြန်မာ first world first တွေကိုဂုဏ်ပြုချီးမြှင့်ပေးရတဲ့အတွက်လည်း ACCA မြန်မာကိုကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့အကြောင်းဖြစ်တဲ့ NLA လည်းကျေးဇူးအများကြီးတင်ပါတယ်